ချစ်ကိုရမနဲ့လာမယ်ဆိုလို့ကျွန်တော်တန့်ပေးထားရလေနော်ဒီမှာ18ပတ်လေဒါမျိုးအတန့်နေရမယ်လို့နော်ဒါမျိုးအတန့်နေဒီမှာလောင်းကကြီးတောက်ရှင်းနေဗျနော်မှလောင်းကအသက်တွေနဲ့ကျွန်တော်လုံးပေးထားရမှန်နေဗျနော်ဒါဆိုလို့ရှိရင်ဒီမှာဗျဒီမှာလက်ကြီးဒီမှာမှန်ကြီးရှိရနော်ဒီမှာဒီကောင်ဆိုလို့ရှိရင်ဒါလေးကတန်းမီပေါ့နော်ဒါတန်းမီဒီမှာ 4.5 ပတ်လေ18ပတ်လေ18လက်မှာဒါမျိုးကလည်း18လက်မှာဒါမျိုးကလည်း18လက်မှာနော်စတီကာကတ်ချင်မှာစတီကာရမယ်လို့နော်စတီကာကတော့ဒီကန်တကန်လာဆိုလို့ရှိရင်ကျွန်တော်တို့တကန်လာလုံးပေါ့နော်တကန်လာလုံးဆိုအောက်ချက်ပါမယ်နောက်ပါမယ်ကျွန်တော်တို့ဒီဘက်ဘေးတွေဟိုအားပါမယ်ဆိုလို့ရှိရင်1000ခွဲဝန်းကျင်လောက်ပဲကြာပါတယ်လို့နော်ဒီမှာဒီကန်လေးဆိုလို့ရှိရင်လည်းဆိုတော့ဒီကန်လေးတွေဆိုလို့ရှိရင်အာသာတာပါလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာအာသာတာဒါမျိုးလေးထည့်သုံးတာအမှန်တကယ်အသက်ဝင်မယ်ဆိုလို့ရှိရင်ဒီကောင်တစ်ချက်ကိုပဲကျွန်တော်တို့ဟိုအားလောက်ရှိမယ်ဗျနှစ်ပေကြော်ဆိုတော့ဒီကောင်က2000ကျော်ရှိမယ်ဗျာနော်ဒီကောင်လေးတစ်ချက်တင်အောင်ပဲလေနော်ကျန်တဲ့ကောင်ကတော့အဲ့လောက်ကြီးသေးမရှိပါဘူးလို့နော်အားပေးရချစ်ကိုရကျေးဇူးအများကြီးတင်ပါတယ်လို့ညကြရင်တခါလေးတန့်ပေးထားတာပါလို့